ဒါကြောင့်မလို့နောက်လို့ရှိရင်တို့တောင်းထုတ်ပဲဆောနာအတိုင်းရှိကအတိုင်းနဲ့တို့ဖိလိုက်ရုံနဲ့နော်ဆိုရင်ကြည့်မယ်ပထမဆုံးအနေနဲ့တို့ပကွန်ရှော့ပတ်တာအပိုင်းနဲ့တော့ဖြစ်တဲ့အတွက်ကြောင့်မလို့ပကွန်ရှော့ပတ်တာနဲ့တို့ဖိမယ်နော်ရေမစောနဲ့ဒီပခုံးပေါ့နော်ဒီပခုံးမှာကနေတို့ကောင်းတယ်ကြတော့မြင်းတဲ့နေပဲဆွဲမယ်နော်ဒီပခုံးအတိုင်းမတော်ဘူးမြင်းတဲ့နေပဲတို့မြင်းတဲ့ချောင်းလေးအရင်ဆွဲမယ်ဒါမှမဟုတ်ရင်လည်းဒီပခုံးမြင်းလေးကိုအရင်ဆွဲရရတယ်နော်မဆိုတော့မြင်းတဲ့ချောင်းလေးအရင်ဆွဲနိုင်မယ်နော်ဒီလိုမျိုးမြင်းတဲ့ချောင်းလေးဆွဲမယ်ဆွဲပြီးလို့ရှိရင်အဲ့ဒီကိုဆွဲထားတဲ့မြင်းကိုဆွဲထားတဲ့ဆောင်းထားတဲ့မြင်းလေးကိုတောင်းမှန်ကြလေးထားပြီးနောက်ထပ်မြင်းတစ်ခုလေးထပ်ပေါ်တယ်ရပြီးလို့ရှိရင်ဒီအကွက်နော်ဒီအကွက်လေးကိုကြာတော့တော့ဝက်မယ်တော့ဝက်တဲ့ခါကျရင်ဆောနာကပေတန်ရှိလို့ရှိရင်ပေတန်နဲ့တားပါအဲဒါဆောနာကပေတန်မရှိဘူးဆိုရင်လည်းဆောနာကပေတန်မရှိရင်လည်းတို့ဒီခေါင်းရအနေမှာကနေအကိုတလမလေးသွားမယ်နောက်လို့ရှိရင်ဒီခေါင်းရအမှားကနေအကိုလည်းတလမလေးဆင်းမယ်ဒီမှာကနေဒီဘေးကိုလည်းတို့တလမပြည့်မပြည့်ပြန်စစ်မှာဆိုတလမတော့ပြည့်ပဲတွေ့လားနော်ဒါဆိုရင်ဒီအမှတ်နဲ့အနေကအမှတ်နဲ့ဆောနာကတုံးဆွဲထားတဲ့အမှတ်နဲ့လမ်းတော့ဆက်လိုက်ရုံပဲမြင်ရပါလေနော်လမ်းပြီးတော့ဆက်လိုက်ရုံပါပဲနော်ဒီမှာဆိုရင်သုံးလမ်းပြီးတော့ဆက်လိုက်ပါမယ်နည်းနည်းပြေပါလေကျလာအဲ့လိုအလဲမြင်းလေးဆွဲလိုက်ပြီးဆက်ပြီးလို့ရှိရင်ဆောင်းနာအတိုင်းပဲဆောင်းနာကကြတော့တို့တလက်မခွဲချထားတယ်ဒီပခွန်ရှောလေးကကြတော့တို့သူ့ရဲ့အကြလေးကိုကြတော့တလက်မခွဲချထားတာဖြစ်တဲ့အတွက်ကြောင့်နောက်ချမ်းပါဆိုရင်တလက်မခွဲချပေးပါဒါမှရှင်းနေနောက်ညီလေးရမယ်နော်ရှင်းမှာတို့တလက်မခွဲချမယ်ဆိုရင်အနောက်မှာဆိုရင်လည်းတို့တလက်မခွဲလေးချမယ်နော်ဒီမှာဆိုရင်တလက်မခွဲချလိုက်ပြီးနော်တခါနော်နောက်ထပ်တို့တလက်မနဲ့နှစ်စိတလက်မနဲ့နှစ်စိနှစ်ခါလေးချမယ်ဆိုရင်တို့နောက်ထပ်တလမနဲ့20နောက်ထပ်တလမနဲ့20နာခါလေးချပြီးဒါဆိုအမှတ်3မှတ်လေးရသွားပြီဒါဆိုရင်တို့တမန်နံပါတ်3မှတ်အမှတ်3မှတ်လေးရသွားပြီတော့မှဒီမှာဆိုရင်တလမနဲ့20ဒီမှာဆိုရင်တလမနဲ့20အမှတ်3မှတ်လေးရသွားပြီအမှတ်3မှတ်လေးရပြီးလို့ရှိရင်ဒါဆိုရင်ဒီအပေါ်ကအမှတ်ကကြတော့နောက်ချန်ရလည်းပဲအဝိုက်နော်နောက်ချန်ရလည်းပဲအဝိုက်နဲ့တော့ဆက်မယ်အဲ့ဒီနောက်ချန်ရလည်းပဲအဝိုက်ကဘယ်လိုယူရလဲဆိုတော့တို့ဒီအာကမြင်နဲ့တော့ယူလို့မရဘူးဒါအားကြောင့်သုံးဝတ်ထတာလေးကကြတော့အခုသုံးဝတ်ထတာလေးကကြတော့ရိုးရိုးသားပတ်တာအပိုင်းနဲ့ပဲသွားရဖြစ်တဲ့ကြောင့်နောက်ချန်လည်းပဲကြတယ်တိတ်ကြရင်မရဘူးတို့အထက်ကပေါ်လေးလည်းပေါ်သွားမယ်ရင်မလဲမြည်လည်းမမြည်ကြားလည်းမကြားဘူးနေတော့လောက်လို့ချန်ရဆိုတော့ဒီဂျိုင်းနဲ့တော့လည်းမင်းကြားတဲ့ချိန်တဲ့ခါကျရင်ဒီဂျိုင်းနဲ့ပဲတော့အရန်ကိုအဆင်ပြေတာနော်ကိုဂျိုင်းနဲ့ကိုလည်းပင်ကြားချိန်သွားတာဖြစ်တဲ့အတွက်ကြောင့်လို့မြည်လည်းမြည်ဘူးနိုင်လည်းနိုင်နေတော့လောက်ပဲဒီဂျိုင်းနဲ့တော့နော်ဒီအကြိုင်းကိုအလဲတော့ဝက်ထားတဲ့မှတ်နော်ဒီကြိုင်းကိုတော့ဝက်ထားတဲ့မှတ်ကနေဒီလိုမျိုးမြင်းတက်နေပဲနော်မြင်းတက်နေပဲယူသွားတာဆိုရင်တို့လည်းပင်ကြားအမှတ်လေးရသွားပြီနော်အဲ့လည်းပင်ကြားအမှတ်ကနေအောက်ကိုတလမဆင်လို့ရတယ်နော်ရှေ့ချမ်းလို့မျိုးပဲတလမဆင်လို့ရတယ်ဒါမှမဟုတ်ဆိုရင်တို့ဒီအမှတ်နဲ့လည်းတွားလို့ရတယ်အောက်ကိုတလမဆင်ရင်လည်းရတယ်နော်မိစချိုင်ဆင်လို့ရတယ်ဒီမှာဆိုရင်တို့ကိုလည်းနဲ့စကြလိုက်လို့ရှိရင်တလမလောက်ဆင်ဒါမှမဟုတ်ဆိုလေးစိတ်ဆင်အဲ့လိုဆင်လို့ရတယ်တော့တလမလောက်ဆင်လိုက်မယ်လေးစိတ်ဆိုရင်လည်းရတယ်နော်ဒီထက်ပိုပြီးတော့မဆင်နဲ့တော့လည်းပင်ကြတော့မယ်နော်လေပင်ကြတော့လေဒီလောက်အနေတော့ပဲလေပင်ကြဒီလေပင်နောက်ချင်လေပင်ကြချင်မြန်မာကနေလေးစိတ်တုံးဟောတလမအဲ့လောက်ပဲဆင်နော်အဲ့ထက်ပုံမဆင်နဲ့တော့နော်အထက်ကပေါ်ပြီးပေါ်တော့မှဆိုလို့လေနော်ဒါဆိုရင်တို့ဒီမှာအမှတ်လေးရတော့ပြီဆိုတော့ဒီအမှတ်လက်မှတ်ကိုတို့ပြန်ပြီးဆက်လိုက်မယ်ဒီလေပင်ကြချင်မြန်မှတ်လေးနဲ့ဒီပေါ်ကဒီပခုံးရှော့ဆင်ထားတဲ့အမှတ်လေးနဲ့တို့လှမ်းပြီးတော့ဆက်လိုက်ရမယ်နော်မဆိုရင်ဒီအမှတ်လက်မှတ်ကိုတို့လှမ်းပြီးတော့ဆက်လိုက်ပါမယ်နော်ဒီမျိုးနဲ့ပြီးတော့ဆက်လိုက်ပါမယ်။ဒါဆိုရင်တော့နဲ့တော့ဆက်လိုက်မယ်။ဒါဆိုရင်အမှတ်တစ်မှတ်လေးရသွားပြီ။ဒါဆိုရင်နောက်ဆန်ရလည်းဒီအဝိုက်လေးတုံတော့ဝိုက်ပြီးသွားပြီ။ဒီနောက်ဆန်လည်းဒီအဝိုက်မှာဆိုရင်လည်းကွာပေခွင်းနဲ့မလို့ချင်လို့ရှိရင်ဒီမျိုးပေတန်နဲ့တန်တော့ဝိုက်လို့ရတယ်။စက်တော့လို့ယူလို့ရတယ်နော်။ပေခွင်းနဲ့တက်သွားပါပုံနားလာတော့ဝိုက်ကလေးနဲ့လေပုံနားလာတယ်။ဒါဆိုရတော့ပြီနော်။ရပြီးလို့ရှိရင်ဒါဆိုရင်တုံတော့ခေါင်းလေးဖြီးတော့မယ်။ဒါဖြီးလိုက်တာနဲ့ပတန်နှစ်ချမ်းဖြစ်သွားမယ်။အခုတော့ဒါမှဖြီးရတယ်ဆိုတော့ပတန်တစ်ချမ်းပဲ။ဒီဘက်မှာဆိုလည်းတစ်ချမ်းဒီဘက်မှာတစ်ချမ်းပဲတော့ဒါဖြီးလိုက်တာနဲ့ပတန်နှစ်ခုခွဲထွက်သွားပြီနော်ဒါဆိုရင်ဒီပတန်အရာတို့ဒီဒီဇိုင်းပေါ်ဆန်အရာ white ပတန်နဲ့တွားရမှာဖြစ်တဲ့ကြောင့်လို့အခုလိုမျိုးပဲ white ပတန်လေးဖြီးမယ်နော်တော့တမန်နတ်မှတ်ပေါ့နော်အဲ့ဒီအမှတ်နတ်မှတ်ကိုတော့ပြန်လဲဆက်မယ်ရှစ်ချမ်းလိုမျိုးပဲဒီရှစ်ချမ်း white သားလေးကကြတော့ပုံလို့ဒီအနေကအမှတ်ပဲနှမ်းပြီးတော့ဆက်ထားတာလေးပါဒါပေမဲ့တို့ရဲ့ဒီမှာဘာလို့ဟာနေတယ်လဲဆိုတော့တို့လို့ဂျိုင်းတောက်ရှိတယ်နှောက်ချမ်းမှာရှစ်ချမ်းမှာဂျိုင်းတောက်ရှိတယ်ဒါကြောင့်ဒီညာလေးမှာတောင်လေးစိတ်ထိုးတဲ့သဘောလေးပဲဂျိုင်းတောက်လေးစိတ်ထိုးတဲ့သဘောလေးပဲတို့စားထုတ်လိုက်တာလေးပါနော်ဒါပေမဲ့ဒီနောက်ချမ်းမှာတို့လို့ဂျိုင်းတောက်မရှိဘူးနောက်ချမ်းမှာဂျိုင်းတောက်ရှိဖြစ်တဲ့ကြောင့်လို့ဒီအနေကအမှတ်ကိုကြတော့
တုံးလို့ဒီအလဲကအမှတ်လေးနဲ့ဒီ white သားလေးကိုကြတော့တုံးလို့ဒီအလဲကအမှတ်လေးနဲ့လှမ်းပြီးဆက်လိုက်ရောပဲနော်ရလားဒီမှာဆိုရင်ဒီနှစ်ခုကိုတုံးလှမ်းပြီးဆက်လိုက်မယ်နော်အဲ့လိုမျိုးဆက်တဲ့အခါကျရင်တအားကြီးပေးမခုံးနဲ့ခုံးလို့ရှိရင်လည်းပြန်ဖြီနော်အဲ့ကြွေးသူခုံးသွားတယ်ခုံးလို့ရှိရင်လည်းပြန်ဖြီတအားကြီးမခုံးနဲ့နော်နေရာလေးမှာလည်းခုံးလို့ရှိရင်ပြန်ဖြီတော့ဒီလိုမျိုးပြန်ဖြီနော်ခုံးလို့ရှိရင်လည်းပြန်ဖြီမယ်နောက်လို့ရှိရင်ဒီဘက်မှာမှာဆိုရင်သူခေါင်းလို့ရှိရင်လည်းပြန်ပြီးဒီအောက်မှာဆိုရင်တော့ဖြီလိုက်ပြီဒီအပေါ်မှာဆိုရင်လည်းပြန်ဖြီပဲခေါင်းလို့ရှိရင်ပြန်ဖြီမယ်နော်ခေါင်းလို့ရှိရင်ဒီတိုင်းမတော်ဘူးနော်ခေါင်းလို့ရှိရင်လည်းပြန်ဖြီပေးပါရလားဒါဆိုရင်ဒီ white သားလေးကိုကြာတော့အပေါ်မှာဆိုရင်ဒီမှာဒီမှတ်နဲ့တော့ဒါဆိုရင်တော့ white သားပတ်တန်ဖြီလိုက်တာနဲ့ခေါင်းလို့ရှိရင်ပဲနေရာမဆိုတော့ရှေ့အဖြစ်အနောက်ပဲဖြစ်လေးတောက်ချနေတာလေးခုံးတဲ့နေရာလေးဆိုအကုန်လုံးပြန်ဖြီရတယ်ဒီဇိုင်းပတ်တန်တိုင်းပဲနေရာဖြစ်နော်ဘာနေရာလေးမှာတော့ထောက်ဆွဲပြီးလိုက်တာနဲ့ခုံးတယ်ဖုတ်တယ်ဆိုရင်အဲ့ဒီခုံးနေတဲ့ဖုတ်နေတဲ့နေရာလေးတော့ပြန်ဖြီပေးရတယ်လေးတောက်အတိုင်းသွားလို့မရဘူးနော်နောက်ဆိုရင်ဒီမှာဆိုရင်တော့ဖြီလိုက်ပြီတွေ့လားဒီအပေါ်နာလေးမှာလည်းတော့ဖြီလိုက်ပြီဖြီပြီးလို့ရှိရင်ဒါဆို white သားပတ်တန်ဆွဲလိုက်တာနဲ့အပိုင်းကနှစ်ပိုင်းဖြစ်သွားပြီသူကကြဒီမြင်းတဲ့ပဲဆွဲလိုက်တာနဲ့အပိုင်းနှစ်ခုသူကခွဲထွက်သွားပြီဒါအပေါ်ကတစ်ပိုင်းသူနဲ့ပဲ6ရမယ်အပိုင်းတစ်ပိုင်းဆိုပြီးတော့နှစ်ပိုင်းခွဲထွက်သွားပြီနော်ဒါဆိုရင်တော့ဒီမြင်းတစ်ခုပဲဆွဲလိုက်မယ်ဒါသူ့ဟာဆိုမြင်းတဲ့ကြောင့်မလို့ဒါရှေ့ချက်မှာဂျိုင်းတောက်ပါတာဖြစ်တဲ့အတွက်ကြောင့်နှစ်ခုလည်းခွဲထွက်သွားတာနေပါနော်ဒီနောက်ချက်မှာဂျိုင်းတောက်မပါလို့ဒီမြင်းနဲ့ပြင်ပြီးသွားပြီဒီနေရာလေးမှာဖြီပေးပါနော်ဒီနေရာလေးမှာဖြီမယ်ဒီအောက်ကကိုထည့်အတွက်တော့ဖြီပြီးအပေါ်ကကိုထည့်အတွက်အကယ်၍ဖောင်းတယ်လို့ရှိရင်အပေါ်မှာပြန်ဖြီရလားအပေါ်မှာပြန်ဖြီရတယ်နော်ဒါဆိုပြီးတော့ပြီနော်ပြီးလို့ရှိရင်ဒီအမှတ်ကနေပြီးလို့ရှိရင်ဒီအလဲကမှတ်ပြီးလို့ရှိရင်ဒါဆိုရင်တော့နောက်ဆုံးအမှတ်တစ်မှတ်ကျန်နေတယ်နောက်ဆုံးအမှတ်ကကြတော့တို့ရှေ့ချက်ပတ်တန်လို့မျိုးပဲပေါ့ဒီမှာတလက်မှတ်နဲ့ဆက်ယူမယ်ဆိုရင်ဒီအောက်ကလည်းတလက်မှတ်နဲ့ဆက်ယူတာလေးပါဒီအပေါ်ကတလက်မှတ်နဲ့ဆက်ယူထားမယ်ဆိုရင်ဒီချိုင်းမှတ်ကနေလည်းအောက်ကိုတလက်မှတ်နဲ့ဆက်လေးယူပြီးလို့ရှိရင်လည်းမျိုးဆက်လိုက်ရုံနဲ့နော်ဒါဆိုရင်တော့ဝိုက်ထားတဲ့အမှတ်လေးနဲ့အောက်ကိုတလက်မှတ်နဲ့ဆက်လေးယူပြီးလို့ရှိရင်အဲ့ဒီအမှတ်လက်မှတ်ကိုတို့လုံးလှမ်းပြီးတော့ဒီမျိုးဆက်လိုက်ရုံနဲ့နော်ဆက်ပြီးလို့ရှိရင်ဒါဆိုပြီးတော့ဆက်ပြီးလို့ရှိရင်ဒါဆိုရင်ဒီဆိုင်းပေါ်ဆိုင်ရာလက်ကကြောင့်ဒီမျိုးအတူထဲမှာဖြစ်တဲ့ကြောင့်လို့ချိုင်းက white လေးဆိုပုံနှမ်းလာတာဖြစ်တဲ့ကြောင့်လို့ဒီနေရာလေးမှာတော့ white လိုက်မယ်နော်ရလားဒီနေရာလေးမှာတော့ white လိုက်မယ်ဒေတာအတိုင်းမတော့ဘဲနဲ့ white လိုက်တာလေးပါနော်ရလားဒါဆိုတော့ white လိုက်ပြီးညလိုက်ပြီးလို့ရှိရင်ညတော့ဒါဆိုရင်သူ့မှာဆိုရင်လည်းတော့နောက်ကျော်မှာလည်း height ကဖြစ်တဲ့အတွက်ကြောင့်လို့တော့သားထုတ်ပေးရတယ်နော်သားထုတ်ပေးရတယ်ရှေ့ချမ်းမှာတော့သားထုတ်လို့မျိုးပဲနောက်ချမ်းမှာလည်းထုတ်ပေးရတယ်ဒါပေမဲ့ရှေ့ချမ်းမှာကျတော့အများကြီးထုတ်ရပေမဲ့နောက်ချမ်းမှာဆိုရင်အဲ့လားမလို့နောက်ချမ်းမှာဆိုရင်တော့40လောက်ထုတ်လိုက်မယ်နော်ဒါဆိုတော့သားလေးထုတ်မယ်ဘာဖို့လဲခါကြရင်တော့နောက်ချမ်းမှာဆိုတော့40လေးထုတ်မယ်နော်ရှေ့ချမ်းလိုမျိုးပဲတလားတော့ယူစီရမလို့ဘူးနော်တော့40လေးထုတ်မယ်40ထုတ်တဲ့ခါကြရင်ဒီနေရာထဲမှာထုတ်ရင်လည်းရတယ်ဒါမှဆိုရင်တော့မျှပြီးလည်းထုတ်ရင်လည်းရတယ်နော်ဒီကဒီ40ပြီးဒါပေမဲ့နောက်ချက်ပတ်တာမှာတော့နှစ်နေရာတော့သွားပြမယ်နော်တနေရာဆိုရင်ဖောင်းတော့မှဆိုလို့နော်တနေရာဆိုဖောင်းတော့မှဆိုလို့တော့နောက်ချက်မှာကြာတော့နှစ်နေရာလေးတော့သွားပြမယ်နော်ဒီလည်းလေးပေါ့နော်ဒီလည်းလေးကိုတော့ဝက်လိုက်မယ်3ပုံလိုက်ရပါတော့ဒီမှာ3ပုံ2ပုံ3ပုံခဏပုံလိုက်ပဲเนาะခဏလိုက်ပဲပုံသွားပြီးပါဒီမှာဆို3ပုံ2ပုံ3ပုံပုံလိုက်ပါမယ်3ပုံလို့ရှိရင်ဒီမှာ20ထိုးမယ်ဒီမှာ20ထိုးမယ်မျှပြီးထိုးလိုက်မယ်เนาะအဲဆိုရင်တော့ဒီထိတ်မှန်တယ်ပေါ့เนาะဒီထိတ်မှန်လေးနဲ့တော့20လေးထိုးလိုက်မယ်เนาะ20လေးထိုးလိုက်မယ်ဒီညလေးမှာတော့20လေးထိုးလိုက်မယ်เนาะဒီမှာဆိုရင်20လေးထိုးမယ်ဒီအပေါ်နားလေးမှာတော့နောက်ထပ်20လေးထိုးလိုက်မယ်ဒါဆိုနောက်ကျော်ကတနေရာမဟုတ်နှစ်နေရာသုံးဖြတ်ပြီးထိုးလိုက်တဲ့အခါမှာဆိုရင်နောက်ကျော်ကမဖောင်းတော့ဘူးเนาะဒါမှမဟုတ်တနေရာလဲဆိုဖောင်းတော့မှစိတ်ရှိလို့เนาะအဲ့မှာဆိုရင်တော့20တောင်းလေးထိုးလိုက်ပြီเนาะ20တောင်းလေးထိုးလိုက်ပြီနောက်လို့ရှိရင်ပို့လိုက်လို့ရှိရင်နောက်ကျော်စိတ်မဖောင်းဖို့အတွက်เนาะဒီမှတ်ကနေတော့ခါပတ်လေဒီနောက်ထပ်20လေးထိုးမှာဒါစိတ်မဖောင်းဖို့အတွက်တော့ခါပတ်လေထိအခုလိုမျိုး20လေးထိုးလိုက်မယ်ရလားဒါဆိုတော့ချမ်းမှာဆိုရင်ဒါက60ဖြစ်သွားမယ်เนาะဒီမှာ20စားထုတ်မယ်ဒါစားထုတ်မယ်เนาะဒီနေရာကစားထုတ်မယ်ဒါကတောက်ဖြောက်မယ်ဒါကကြာတော့တောက်ဖြောက်မယ်
ခိုးတာစားတော့မယ်ညလာဒါဆိုရင်ပြီးတော့ဒီနေရာလေးကပခုံးပြလက်ကဒီမှာ30စားစရာမလိုနောက်ချက်ပတ်တန်ဖြစ်တဲ့အတွက်ကြောင့်လို့ဘုံဘုံစားစရာမလိုအကယ်လက်အကယ်ကိုကကြတော့လက်မတအားတေးခဲ့မယ်ဆိုရင်စားရင်စားဒါကကြတော့ရှေ့ချမ်းပတ်တန်ပဲဒီပခုံးပြလက်နေရာလေးမှာကြတော့တော့စားစရာမလိုနော်လက်ကကြတော့အတူပါတယ်နောက်ချက်မှာဒီအတူပါတာဖြစ်တဲ့အတွက်ကြောင့်လို့ဘုံဘုံဒီအပေါ်ကပခုံးပြလက်ကိုကြတော့တူစားလေးထုတ်မယ်နောက်ချက်ကတောင်းလမ်းမထုတ်မယ်ဆိုရင်လည်းအရှိချက်ကတောင်းလမ်းမထုတ်မယ်ဆိုရင်လည်းနောက်ချက်ကလည်းတော့တောင်းလမ်းမလေးထုတ်ပေးရမယ်နော်ဒါဆိုရင်ဒီနောက်ကဆိုရင်ဘုံဘုံတူစားလေးထည့်မယ်တူစားထည့်တဲ့ခါကျရင်ဒီမြင်းနဲ့နော်တစ်ဖြတ်ပဲတော့နော်ဒါတောင်းမှန်ကြကြလေးတော့အဲ့ဒီမြင်းနဲ့တောင်းမှန်ကြကြလေးတော့လို့ရှိရင်ဒီမှာတဲ့နဲ့တော့ပခုံးပြလက်တောင်းလေးမှလိုက်မယ်တူစားနော်တူစားတောင်းလမ်းမလိုက်မယ်နောက်လို့ရှိရင်အဲ့ဒီအမြင်းကနေလည်းနောက်ထပ်တောင်းမှန်ကြကြလေးထပ်ထားတောင်းမှန်ကြကြလေးထပ်ထားလို့ရှိရင်ပခုံးပြလက်ကိုကြတော့တလမ်းမနဲ့ဆက်ပြီးတော့မယ်နော်နောက်ထပ်နော်ဒီနှစ်ခုလေးကိုတောင်းမှန်ကြကြလေးထားလို့ရှိရင်လမ်းပြီးတော့ဆက်လိုက်ရင်ရလားဒါဆိုရင်အတူလေးကကြတော့တောင်းလမ်းမယူတာလေးပါသူရဒီပခုံးပြလက်ကတလမ်းမနဲ့ဆက်ဒီမှာတလမ်းမနဲ့ဆက်ယူတာဖြစ်တဲ့အတွက်ကြောင့်မို့အပေါ်မှာဆိုရင်တလမ်းမနဲ့ဆက်လေးရှိပေးရမယ်ဒါလေးပဲနော်ဆမ်ပတ်တန်ပါဆိုရင်ရုံစုံနေတဲ့တော့ပခုံးရှော့အပိုင်းလေးဖြစ်တယ်ပခုံးပြလက်ပခုံးရှော့အပိုင်းလေးဖြစ်တယ်ရှိလို့ရှိရင်လည်းဒီလေးဖောက်လိုက်တယ်နောက်လို့ရှိရင် white တောက်ဖိလိုက်တယ်တောက်ထည့်လိုက်တယ်နောက်လို့ရှိရင်တော့တူစာပါတာဖြစ်တဲ့အတွက်ကြောင့်တော့တူစာလေးထည့်လိုက်ရုံပဲဒါဆိုပြီးတော့ပြီဒါဆိုရင်ရှစ်ချမ်းလေးပြီးတော့ပြီနောက်ချမ်းလေးပြီးတော့ပြီဒါဆိုရင်အခုလိုမျိုးပုံစံလေးအခုသုံးဝတ်ထားတဲ့ပုံစံလေးရဲ့ဒီရှစ်ချမ်းနဲ့နောက်ချမ်းပတ်တန်ထောက်မြင်အပိုင်းထားလေးလည်းထင်ပါတယ်ဒါဆိုရင်နောက်ပြီးမှလို့ဆိုရင်ဒီနောက်ခုပတ်တန်ခွဲထောက်တဲ့အပိုင်းလေးပုံစံပြရှင်းပြပေးမယ်နော်